ပုံမှန်ဈေးကွက်ထဲမှာအတွေ့များတဲ့အစိတ်မရှိရေပွဲကိုတချို့က Blue Ring Autopad ဆိုပြီးတော့အထင်လွဲတတ်ကြပါတယ်တကယ်ကရေပွဲတော်တော်များများမှာမတူညီတဲ့အယောင်ပါတဲ့ခွင်းနှစ်ကွင်းပါရှိတတ်ကြပါတယ်အဲ့ဒါကိုမျက်စိအတု false eyes လို့ခေါ်ပြီးတော့ false eyes တွေကိုတားရဲတွေကိုလှည့်ပြားတဲ့နေရာမှာသုံးကြတာပါအဲ့ဒီလိုအကွင်းနှစ်ကွင်းသာပါတဲ့ရေပွဲကအစိတ်မရှိပါဘူးအစိတ်ရှိတဲ့ Blue Ring Autopass တွေကတော့အပြာကွင်းပေါင်းများစွာပါရှိပြီးအရွယ်အစားကလည်းအလွန်သေးငယ်ပါတယ်။တဲ့ကိုက်ရာအလွန်သေးငယ်ပြီးနာကျင်မှုမရှိတာကြောင့်လူသားများအကိုက်ခံရတဲ့အခါမှာတိတ်ပြီးသတိမထားမိတတ်ကြပါဘူး။တချို့ဆိုအစိတ်ရှိမှန်းကိုလည်းမသိကြပါဘူး။ဒါပေမဲ့တိတ်မကြခင်မှာအစိတ်တင်မှုလက္ခဏာတွေဖြစ်တဲ့ပြို့အန်ခြင်းအသက်ရှူလမ်းကြောင်းပိတ်ခြင်းနှလုံးခုန်ရက်ခြင်းပြင်းထန်စွာတက်ခြင်းအမြင်အာရုံကွယ်ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒီလက္ခဏာတွေခံစားလာရပြီဆိုရင်အလင်းအမြန်ဆေးကုသမှုခံယူဖို့လိုပါတယ်။ဆေးကုသခွင့်မရဘူးဆိုရင်မိနစ်ပိုင်းတွင်သေဆုံးသည့်အထိဖြစ်စေနိုင်တယ်လို့သုတေသနပညာရှင်တွေကအဆိုပြုထားပါတယ်။စားမိရင်ပဲဖြစ်ဖြစ်၊ကိုင်မိရင်ပဲဖြစ်ဖြစ်၊ကိုက်ခံရရင်ပဲဖြစ်ဖြစ်အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ Blue Ring Autopass လေးတွေအကြောင်းများများသိထားလေလူများရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်တာမို့ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပေးပါအောင်နော်။